စပင်မညံ့တော့အပင်နေလိုက်ညက်လက်ကအငြိမ်ဦးမနေနိုင် ရပြီလားကြည့်အောင် အသိမဝိုင်းသေးဘူးနည်းနည်းလေးအဲကိုကြီးပတ်ချမ်းမှာခြုံနေသေးရဲ့အေးဟုတ်တယ်အဲ့နာလေးခြုံနေအပွင့်ပါအောင်ရှာရှာပါပါတပွင့်တော့ဝိုင်းသွားပြီလားမလေးပြုတ်ပြီတော့ဆူလို့နော် ဟာဒီအပေးရယောက်ျားဟိုအသီးတွေအများကြီးပဲနော် အနည်းအောင်လေ ဟောအသီးတွေတော်တော်သီးတာနော် အပြီးအဲ့ဒါ तू အပြီးရတယ်ပွင့်တာနော်သူရရပွင့် ဟိုကျန်တဲ့အပင်ကအသီးတလောက်မကောင်းဘူးတလားဒီအပင်ကအသီးတော်တော်ကောင်းတယ်တော်တော့ချင်းနေကြိုက်မထွက်လာထွက်လာကြလားချောင်းထဲကနေချောင်းကလောင်နဲ့ဝင်ပြီးတော့ဦးကျော်ရှေ့လက်ထဲကကြီးချအောင်ပါလားရှိသမျှအပင်တွေကုန်ညှက်မှာ ဒါလေးရှင်းလား ဘာပင်လဲဗရင်ကိုလား ဒါဘရင်းတော့မုံတော့ဟုတ်လား အဲ့ဒါဗရင်မိသားစုမဟုတ်ဗရင်ကိုရိုးရိုးဗရင်ကိုဟိုခက်ကြီးတွေဒါမှမဟုတ်ပြန်ပွင့်ရင်ကြီးချင်မှကြီးတယ် ကြည့်တော့ရုပ်ကိုလည်းကြည့်ရတာမှဘယ်နဲ့လဲဆိုရင်3လဆိုရင်ဘယ်လို3လဆို3တက်ဟိုဒီလေးဒီလေးရတော့တက်နေတယ်လေးတက် ပွင့်ရင်တေးသေးလေးတွေပဲပွင့်လာမှာ ပိုးနဲ့တက်လာမတည်ဘူးက ကုံမလားမသိဘူးကိုကြီးဟာမှာလက်ကြီးလက်ချက် ဟုတ်လား ဆွဲသွားပြီမှာ ဒီကနေ့လည်းပြန်ကြည့်ဟုတ်ကဲ့ကြောင်လာ ပကန်းတွေပါရက်သွား